Train Japanese language and training center နဲ့အတူသင်ရဲ့စိတ်ကူးအိမ်မက်တွေကိုလက်တွဲကောင်းတဲ့ပေါ်လိုက်ကြပါစို့ကျွန်တော်တို့ Train Japanese Language and Training Center မှာဖွင့်လှစ်တင်ကြားပေးနေတဲ့ one year course တန်းလေးတွေအကြောင်းကိုမိတ်ဆက်ပေးပါရစေခင်ဗျာဒီ one year course လေးမှာဆိုရင်ဂျပန်နိုင်ငံကိုအလုပ်ဗီဇာအကြောင်းဗီဇာဖြစ်တောင်းချင်သူတွေအတွက်ဂျပန်ဘာသာစကားကိုကျွမ်းကျင်တက်မြောက်စွာသင်ယူနိုင်ပြီးတော့ဆရာအဖြစ်နဲ့ပြည်တွင်းမှာပြန်လည်အလုပ်လုပ်ကိုင်လိုသူတွေအတွက်လည်းအသင့်တော်ဆုံးတန်းလေးဖြစ်ပါတယ်ရှင်ဒီ one year course မှာ level တစ်ခုကို3လဖြင့် N5 မှ N3 ထိ10လစာသင်ကြားပေးသွားမှာဖြစ်ပြီးသင်ကြားနေသောကာလအတွင်းမှာ level တစ်ခုပြီးဆုံးနိုင် level အလိုက် NATDAT GLPT စာအုပ်ပွဲများကိုဝင်ရောက်ပြီးသွားမှာဖြစ်ပြီးတနလကိုတော့ဂျပန်နိုင်ငံကိုအလုပ်ဖြင့်သွားရတဲ့အဆင်ပြေဖို့အတွက်ခိုင်ဝါကလပ် interview test class နဲ့ doku class များကိုသင်ကြားပေးသွားမှာဖြစ်ပါတယ်ခင်ဗျာခိုင်ဝါ class မှာကတော့ဂျပန်စာစကားပြောစွမ်းရည်မြင့်မားစေဖို့ရန်အတွက်သင်ကြားပေးသွားမှာဖြစ်ပါတယ်ရှင်interview test class မှာကတော့ဂျပန်စာအောင်လက်မှတ်များပြည့်စုံ၍ interview ဝင်ရောက်ဖြေဆိုရမှာအခက်အခဲမရှိစေဖို့ရန်အတွက်စောင့်ရန်ရှောင်ရန်တွေကိုသင်ကြားပေးသွားမှာဖြစ်ပါတယ်ရှင်သူကတဲ့ class မှာကတော့ဂျပန်နိုင်ငံကိုအလုပ်အကင်ဖြစ်သွားရောက်လုပ်ကင်ရမှာမရှိမဖြစ်လိုအပ်တဲ့အောင်လက်မှတ်ဖြစ်ပါတယ်ရှင်သူကတဲ့ class မှာသင်ကြားပေးသွားမယ်လုပ်ငန်းမျိုးစားတွေကတော့ဘူဘာပြုစုစောင့်ရှောက်ရေးလုပ်ငန်းစားသောက်ဆိုင်လုပ်ငန်းစားသောက်ကုန်ထုတ်လုပ်ငန်းဟိုတယ်လုပ်ငန်းအဆောက်အုံတန်းရှင်းလုပ်ငန်းစတဲ့လုပ်ငန်းတွေနဲ့ပတ်သက်တဲ့စာတွေကိုသင်ကြားပေးသွားမှာဖြစ်ပါတယ်ရှင်။ဘေးရဆိုအတန်းခွဲတက်တီကတော့10လပိုင်း17ရက်နေ့မှာစတင်ဖွင့်လှစ်သွားမှာဖြစ်ပြီးတင်နန်းကြီးကတော့တစ်လကို3သိန်း။ဆောင်းနေစိတင်နန်းကြီးစားစိအပါဝင်ဖြစ်ပါတယ်ခင်ဗျာ။ Wi-Fi ကိုလည်း free သုံးခွင့်ပေးထားပြီးတော့တင်နန်း uniform တစ်ထည် level အလိုက်စာအုပ်များကိုတင်နန်းမှာမြင့်တက်လက်ဆောင်နေဖြည့်ပေးရသွားမှာဖြစ်ပါတယ်ရှင်။တင်နန်းကတော့တစ်ပတ်မှာ6ရက်စာတင်ကြားသွားမှာဖြစ်ပြီးတော့မှစာတင်ချိန်ကတော့မနက်9:00နာရီမှညနေ4:00နာရီဖြစ်ပြီးပိတ်ရက်ကတော့တနင်္ဂနွေနေ့ဖြစ်ပါတယ်ရှင်။ကျွန်တော်တို့တင်နန်းကျောင်းရဲ့ one year course တက်ရောက်ပြီးဆုံး၍ဂျပန်စာအောင်လက်မှတ်များလုပ်ငန်းဆိုင်ရာအောင်လက်မှတ်များပြည်စုံမှာက training visa, student visa, student visa, work visa စတဲ့အလုပ်အကင် interview များအတွက်ကျွန်တော်တို့တောင်းကနေပြီးတော့မိတ်ဆက်ပေးခြင်းအလုပ်ရအောင်ကူညီဆောင်ရွက်ပေးခြင်းများပြုလုပ်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာကျမတို့ရဲ့ one year course လေးကိုစိတ်ဝင်စားလို့ join ချင်သူများအတွက်လူကိုယ်တိုင်ရုံးသို့လာရောက်ပြီးတော့ဆက်သွယ်နိုင်ပြီးတော့ရုံးဖုန်းနံပါတ်များဖြစ်တဲ့3994433333 3994448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 333
တို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင် ကျွန်တော်တို့ရဲ့တင်နန်းကျောင်းကိုအမြန်ဆုံးလာရောက်ကျွမ်းလိုက်ကြစို့